အားလုံးမင်္ဂလာပါ Simply မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့ Windows ကွန်ပျူတာတွေမှာဘယ်လိုအလွယ်ကူဆုံး screenshot ရိုက်မလဲနောက်ပြီးရင်ကို screenshot ရိုက်လိုက်တဲ့ပုံတွေကိုဘယ်မှာသွားကြည့်ရမလဲဆိုတဲ့အားလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် Okay vamos Okay ပထမဆုံးအနေနဲ့ကျွန်တော် screenshot စရိုက်တော့မယ်ဆိုရင်ဘာနဲ့ရမလဲဆိုတော့ Windows key နဲ့ Shift နဲ့ S နဲ့ကိုကျွန်တော်ဖိနှိပ်ပေးလိုက်မှာပေါ့အဲ့ကြရင် snipping tool ဆိုတဲ့ဟာလေးပေါ်လာပြီမိမိဖမ်းကျင်တဲ့အကွက်ကိုကာဆာလေးပေါ်လာပြီပေါ့နော်နောက်ပြီး left click လေးဖိပြီးတော့ဒီလိုမျိုးကျွန်တော်တို့ဖိဆွဲလိုက်ပေါ့နော် left click လေးဖိပြီးတော့ဒီလိုမျိုးဖိဆွဲလိုက်ရင်မိမိ screenshot ဖမ်းကျင်တဲ့စိတ်ပန်းကိုဒီလိုမျိုးရွေးချယ်ပြီးတော့ဖမ်းလို့ရတာဖြစ်ပါတယ် Okay ပြီးသွားရင်ကျွန်တော် screenshot ရိုက်ထားတဲ့ဟာလေးတွေကိုဘယ်မှာသွားကြည့်မလဲဆိုရင်ကျွန်တော်တို့ my computer this pc ပေါ့နော် window e တစ်ချက်နှိပ်လိုက်ပေါ့နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ picture ထဲမှာပေါ့နော် picture ထဲမှာကျွန်တော် screenshot ဆိုတဲ့ folder လေးရှိတယ်ဗျအဲ့ထဲကိုတစ်ချက်ဝင်ပြီးသွားရင်ကျွန်တော်တို့ခုနက screenshot ရိုက်ခဲ့တဲ့ဟာလေးဒီမှာပေါ့နော်တွေ့ပါပြီ Okay နောက်တစ်နည်းအနေနဲ့ကကြတော့ကျွန်တော်တို့အဲ့လိုမဖမ်းကျင်ပဲကျွန်တော်တို့တစ်ပြင်လုံးပေါ့နော်ဒီကွန်ပျူတာ screen တစ်ခုလုံးကိုကျွန်တော်တို့ဖမ်းကျင်နေဆိုရင်ကကြတော့မိမိရဲ့ keyboard မှာရှိရဲကျွန်တော်တို့ဒီမှာ print screen ဆိုတဲ့ဟာလေးရှိရပေါ့နော် PRT screen ပေါ့နော်အဲ print screen နဲ့ window key နဲ့ကိုဖိနှိပ်ပြရမှာဗျ print screen နဲ့ကျွန်တော် window key နဲ့ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ကတခါလေ screen တစ်ခုလုံးကို screenshot ရိုက်မှာဖြစ်ပါတယ်နောက်ပြီးရင်တွားကြည့်တဲ့နေရာတော့ကျွန်တော်တို့ my computer this pc အဲ့မှာကျွန်တော်တို့ picture ရဲပေါ့နော် picture ထဲမှာ screenshot ဆိုတဲ့ဟာဒီမှာဝင်ပြီးတော့ခုနကကျွန်တော် screen တစ်ပြင်လုံးကိုရိုက်ထားတဲ့ဟာလေးတွေ့ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နှစ်ချက်ရိုက်လိုက်တာပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့ screenshot ရိုက်ပြတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိမိအဆင်ပြေတဲ့နည်းလမ်းနဲ့ screenshot ရိုက်လို့ရပါတယ်အကယ်၍ကိုကလိုအပ်တဲ့နေရာလောက်ပဲ screenshot ဖမ်းမယ်ဆိုရင်ခုနက snipping tool ခေါ်ပြီးတော့ရိုက်ပေါ့နော်ဒီတိုင်းပဲ screen တစ်ခုလုံးကို screenshot ဖမ်းမယ်ဆိုရင်တော့ကျွန်တော်တို့ခုနပြောတဲ့ window key နဲ့ print screen ဆိုတဲ့ဟာလေးနဲ့တွဲနှိပ်လိုက်ရင်ကျွန်တော်တို့ screen တစ်ခုလုံးကိုမျက်နှာပြင်တစ်ခုလုံးကိုအလွယ်တကူ screenshot ဖမ်းတာဖြစ်ပါတယ် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီထက်ပိုပြီးတော့အသုံးဝင်မဲ့ computer tips and trick ဗီဒီယိုလေးတွေလည်းကျွန်တော်ဇက်တိုက်တင်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Simply Haze Facebook account YouTube account TikTok account တို့ကို like and follow subscribe လေးလုပ်ဖို့မမေ့ကြပါနဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ် Simply Haze easy for all